ဗြဟ္မာဘုံထဲမှာရုပ်ကြီးပဲရှိရဲ့ဗြဟ္မာဘုံနဲ့နာယီပဲရှိရဲ့ဗြဟ္မာဘုံရှိရဲ့လို့ကြားဥပါတယ်ရှင်ဗျအဲ့တော့ဗြဟ္မာတွေကနတ်ထတောင်အစွမ်းရှိတဲ့အစင်းမြင့်တယ်လို့လည်းဘုံဘုံကဟောတော့ဒီလိုရုပ်ကြီးပဲနာယီပဲရှိရဲ့ဗြဟ္မာတွေကသူတို့ကဘလို့တွေအစွမ်းရှိပါသလဲဘာကြောင့်သူတို့ကရုပ်ကြီးပဲနာယီပဲရှိနေပါသလဲဗျာရုပ်ကြီးပဲရှိရဲ့ဗြဟ္မာရောနာရှိအောင်ဖန်ဆင်းလို့မရဘူးလားနာယီပဲရှိရဲ့ဗြဟ္မာရောဒီရုပ်တွေပါရှိအောင်ဖန်ဆင်းလို့မရနိုင်ဘူးလားရှင်ဗျာဒါသူတို့ရဲ့ဆန္ဒပါမှန်ပါဗျာရုပ်ချိနော်ရုပ်ကြီးမဟုတ်ပဲနဲ့ရုပ်ချိရုပ်တက်လို့ဆိုလို့တယ်မှန်ပါဗျာရုပ်တက်တာရှိတဲ့ဗြဟ္မာဘုံရဲ့နာမ်တက်တာရှိတဲ့ဗြဟ္မာဘုံရဲ့လို့နှစ်ခု꿰တယ်ရုပ်နဲ့နှစ်ခုပေါင်းစပ်ထားတဲ့ဗြဟ္မာဘုံရဲ့သုံးမျိုးရှိတယ်မှန်ပါဗျာနော်ရုပ်တက်တာရှိတဲ့ဗြဟ္မာဘုံကသူတရားကျင့်တဲ့အချိန်ကသူဆန္ဒအရာသူကဘယ်လိုဆန္ဒရှိတာတုံးဆိုသူတမထကျင့်စဉ်အောင်ပြီးတဲ့အခါမှာသူစဉ်းစားတယ်နန္တရားရှိနေလို့စိတ်ရှိနေလို့စိတ်ကဟိုဟာလှုပ်ချင်တယ်ဒါလှုပ်ချင်တယ်ဟာလှုပ်ချင်တယ်ဆိုဒီစိတ်ကိုထိန်းရတာပေါ့မှာသူကစိတ်ကိုအပြစ်မြင်တယ်မှန်ပါဗျာစိတ်မရှိရင်ကောင်းတယ်ကွာရုပ်တက်ပဲရှိတာကောင်းတယ်ရုပ်ကြီးဆိုရင်ဘာမှမသိတော့အေးရောစိတ်ကသိနေပြီးတော့ဟိုဟာလှုပ်ခြင်းဒါလှုပ်ခြင်းဟိုဟာဖြစ်ခြင်းဒါဖြစ်ခြင်းဒီစိတ်ဟာအတော်ဆက်ဆုပ်စရာကောင်းတယ်ဆိုစိတ်မဖြစ်ချင်တဲ့ဆန္ဒကြောင့်သူကရုပ်တက်သွားဖြစ်တယ်မှန်ပါဗျာနန္တက်ရှိတဲ့ဗြဟ္မာလည်းထို့တူပဲရုပ်ရှိနေရင်ခေါင်းကိုက်ရမယ်ဘိုက်နာရမယ်တခုတော့ရုပ်ကဒုက္ခပေးနေတယ်ပေါ့နော်မှန်ပါဗျာရုပ်မရှိရင်စိတ်ကြည်ဆိုရင်ဘာမှအထိခိုက်နေတာမရှိဘူးစိတ်ကြည်ရှိနာကြီးရှိတာကောင်းတယ်လို့သူဆန္ဒချောင်းမို့လို့သူကနာကြီးရှိတဲ့ဗြဟ္မာနန္တက်တာရှိတဲ့ဗြဟ္မာဖြစ်တယ်ဗြဟ္မာရီဆိုတာတတ်တည်တဲ့အစင်းမြင့်တယ်လို့ကြားရတယ်ဆိုတော့အစင်းမြင့်တယ်ဆိုတာခုနပြောသလိုပဲကာမဂုဏ်အာယုန်နေနဲ့မျက်စိကကြည့်နားထောင်ပြီးတော့ဒီခံရမှချမ်းသာတဲ့ဟာမျိုးမဟုတ်ဘူးသူတို့ကမှန်ပါဗျာဘာမှကြည့်ရှုနားထောင်နေတာမဟုတ်ပဲနဲ့အတွင်းစိတ်ဓာတ်မှာတမာတိစွမ်းအားလေးနဲ့သူတို့ကအာယုန်လေးတစ်ခုပေါ်မှာတည်ငြိမ်စွာနေတဲ့ချမ်းသာဒုက္ခကိုသူတို့ကယူတာတမာတိဒုက္ခပေါ့နော်မှန်ပါဗျာရုပ်တက်တာရှိတဲ့ပြမနန္တက်တာရှိတဲ့ပြမတွေကဘလို့အစွမ်းရှိတယ်လဲလို့ဆိုရင်သူတို့ရဲ့အစွမ်းဆိုတာဟာလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကြောင့်သူတို့ရဲ့ဘဝမှာအေးချမ်းမှုအနှောက်အယှက်ကင်းမှုသူ့ရဲ့တက်တန်းအတည်တက်တန်းရှိကြစွာနေထိုင်ရမှုဆိုတာတွေတော့ရှိ